အားလုံးမင်္ဂလာပါဒီကနေ့မှာပြပေးမယ်2026မွေးကနန်းတစ်ကွက်ကောင်းဖြစ်ပါတယ်ကနန်းယူတဲ့ပုံစံကြည့်အောင်နော်ဆိုက်က၄ကက်ဆိုက်ဖြစ်ပါတယ်ဒီကနန်းသုံးလုံးပေါင်းချင်း6လို့ရပါတယ်ပြီးတော့ဒီအနီရောင်ကနောက်နှလုံးနှက်ခတ်ကနန်းဖြစ်ပါတယ်အစိမ်းရောင်ကရှေ့ပေါင်း9ရှေ့ပေါင်း10ရှေ့ပေါင်း17ရှေ့ပေါင်း12ပြီးတော့ခါးတောင်သုံးလုံးကနန်းက2ခွန်8ကိုရှေ့တစ်နှစ်ကျော်မှာထွက်ပေးရမယ်ကနန်းဆိုတော့8ခွန်2နဲ့ထွက်ပေးပါတယ်ခါးတောင်သုံးလုံးကနန်းက289ကနန်းကို2026ကျန်အကျိန်စထိုးမွေးထားပါ289မွေးကနန်းတစ်ကွက်ကောင်းအားလုံးအတူတူကန်ကောင်းကြပါစေခင်ဗျာ